မြန်မာငွေ9000နဲ့ရမယ် MDG brand FS61 အပေါ်ဆွဲ3ရက်ဆွဲပန်ကဒီကောင်က site ကကျွန်တော်4သက်နဲ့မှ8လက်မှရှိတယ်ကျွန်တော်လည်းအတူတူဒီပန်ကားလေးကိုကြည့်အောင်အဲ့တော့ဒီပန်ကားရဲ့အကြောင်းကိုကျွန်တော်မရှင်းပြခင်မှာဘာလို့ကောင်းကိုကျွန်တော်9000နဲ့ကျွန်တော်ရောင်းနိုင်လဲဆိုတဲ့ဟာကျွန်တော်ပြောပေးမယ်ကျွန်တော်ကအရေအတွက်ထောင်နဲ့ချီပြီးတော့ကျွန်တော်ကုမ္ပဏီကနေကျွန်တော်ဖြတ်ထားတာဖြစ်တယ်ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်ဒီကောင်လို့ကျွန်တော်9000နဲ့ရောင်းနိုင်တာပါအဲ့တော့ကျွန်တော်ရှိမှာလက်ကားကတော့ကျွန်တော်အဓိကရောင်းရတယ်လက်ကားဝယ်ကျွန်တော်မိတ်ဆွေရှိရဆိုလို့ရှိရင်6000စွန်းနဲ့ကျွန်တော်တို့ပေးမှာဖြစ်ပါတယ်အဲ့ဒါကတော့လို့သိကျင်တယ်ဆိုရင်ကျွန်တော်အဆုံးမှာဖုန်းနံပါတ်လေးကျွန်တော်ပြောထားပေးတယ်အဲ့ဖုန်းနံပါတ်လေးကိုလာပြီးတော့ကျွန်တော်မေးပြရမယ်နော်ကျွန်တော်တို့ဖာလိုက်လေးတွေရှိရဲတဖာသေး10ပါစေအဲ့လိုမျိုးပေါ့နော်ပါကင်50စီအဲ့လိုမျိုးတွေလည်းရှိတယ်သူကတဖာကင်ဆိုလို့ရှိရင်ဒီလိုမျိုးကျွန်တော်16လုံးပါတယ်ပေါ့နော်အဲ့တော့လက်ကားစီအများကြီးသိကျင်တယ်ဆိုလို့ရှိရင်တော့တစ်ဆင့်အဲ့ဖုန်းနံပါတ်လေးပဲမေးပြီးပြီးတော့လို့ရှိရင်ဒါတစ်လုံးချင်းစေးကတော့9000ပေါ့နော်ဒါကျွန်တော်ပြပြပေးထားတယ်အဲ့တော့ကျွန်တော်အတူတူစက်ကြည့်လိုက်အောင်သူ့ထဲမှာဘာပါလဲဆိုလို့ရှိရင်ဒီမှာကျွန်တော်တို့ဒလက်3ရက်ပါတယ်เนาะဒီလို3ရက်လက်ဒလက်3ရက်ပါမယ်ပြီးရင်ဒီမှာသူ့ရဲ့မော်တာအုံเนาะမော်တာအုံကြီးပါမယ်ပြီးရင်ဒီမှာကျွန်တော်တို့သူ့ကိုချိတ်ပြီးချိတ်လို့ရမယ်ကျွန်တော်ချိတ်ကလေးတစ်ခုပါအဲ့ဒါပဲအဲ့တော့ဒီဟာလေးအရန်ရိုးရှင်းတယ်တက်ပုံတန်ဒီလေးကျွန်တော်တို့အရန်လွယ်ကူတယ်ဒီမှာနက်ကလေးတွေ့လားเนาะအဲ့နက်ကလေးနှလုံးကိုကျွန်တော်တို့ဖြုတ်ပြီးတော့ဒီမှာတရလေးကျွန်တော်တို့တက်ပြီးတော့အဲ့နက်ကလေးနှလုံးပြန်ပြီးကြက်ရရုံပဲဘာမှမခတ်ဘူးเนาะအရန်ရိုးရှင်းတယ်အဲ့တော့ packaging ကတော့ခုနကကျွန်တော်ပြောပြတယ်ဒီလို packaging နဲ့လာတယ်အခုချိန်မှာဒီဈေး9000ဆိုတာအရန်ကိုတန်တယ်ပြီးရင်ဒီပန်ကာလေးကကျွန်တော်လေအားလဲကောင်းလို့မျိုးကျွန်တော်ကျမ်းမာရတော့လဲအထူးသင့်နေရတယ်ပေါ့เนาะအဲ့တော့ဒီကောင်လေးကိုလိုချင်တယ်ဆိုလို့ရှိရင်ကျွန်တော်ညီမငွေ9000ပဲပေးပါပြီးရင်ဒီမှာပြသူကခလုတ်လေးတစ်ခုပါသေးတယ်เนาะဒီမှာเนาะအရှမ်းမိုက်တယ်ဒီလိုခလုတ်လေးနဲ့လည်းကျွန်တော်အပိတ်ဖွင့်ကျွန်တော်လုပ်လို့ရသေးတယ်เนาะအဲ့တော့ဒီဟာလေးယူမယ်ဆိုလို့ရှိရင်ကျွန်တော် MDG brand ကိုရမယ်လုံးဝ48လက်မှာ48လက်မှာ site ကြီးပေါ့เนาะဒီကောင်က48လက်မှာရှိတယ်အားလုံးဒီမှာကျွန်တော်ကြပြမယ်เนาะအဲ့လို site ကြီးဖြစ်သွားเนาะပတ်ချလေအဲ့တော့ဒီကောင်ကအရန်လေအားလေးလည်းတော်တော်ကောင်းတယ် MDG brand ဖြစ်တဲ့အတွက်ပြောစရာလည်းမလိုဘူးအဲ့တော့ဒီပစ္စည်းလေးကိုကျွန်တော်မြန်မာငွေ9000နဲ့လိုချင်တယ်ဆိုလို့ရှိရင်ဖုန်းနံပါတ်3996619332ကိုကျွန်တော်ဆက်သွယ်ပေးပါခင်ဗျာဆိုင်မှာကိုယ်တိုင်ကိုရလောက် issue ဝယ်မယ်ဆိုလို့ရှိရင်เนาะဆိုင်မဲ့တဲ့တင်ရတဲ့ရှေ့73ရက်ကွက်ရှင်ထွေးညိုလမ်းမကြီးအရှိတကုံမျိုးနဲ့ရန်ကုန်မှာတရှိတယ်ကိုရဲအလက်ထုံးနဲ့မှာမျက်မြင်ကိုလေးကိုကြလောက် issue ဝယ်လို့ရပါတယ်ခင်ဗျာအားလုံးပဲကျေးဇူးတင်ပါတယ်ကျမ်းမာချမ်းသာကြပါစေအယောင်းဝင်များဒီလာတော့အောင်မြင်ကြပါစေခင်ဗျာ